software engineer လည်းဖြစ်ခြင်းနဲ့ဘယ်ကနေဘယ်လိုစမှန်းလဲမသိတဲ့သူတွေအတွက်ဆိုရင်တော့ကျွန်တော်ကတော့ roadmap.asset ဆိုတာလေးကိုဒီ website လေးကျွန်တော်ညွှန်ပေးခြင်းနဲ့အဲ့တော့ software engineer တယောက်ဖြစ်လာပြီဆိုရင်ကျွန်တော်တို့ကဘယ်ကနေဘယ်လိုသွားမယ်ဆိုတော့ career pathway တွေရှိရပါတော့အဲ့တော့သွားခြင်းနဲ့ career pathway နဲ့ role ပေါ်မူတည်ပြီးတော့ကျွန်တော်တို့သွားလို့ရတယ်အဲ့တော့ဘယ်နေရာမှာသွားကြည့်လို့ရတယ်ဆိုရင်ခုနကကျွန်တော်ပြောတယ် roadmap.asset ဆိုတဲ့ website လေးမှာဝင်ကြည့်လို့ရမယ်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့ front end engineer ဖြစ်ခြင်းလား back end engineer ဖြစ်ခြင်းလား AI engineer ဖြစ်ခြင်းလားစသဖြင့်ကိုကြိုက်နှစ်သက်ရာ role တွေကိုနှိပ်ကြည့်ပြီးတော့ဘယ်ကနေဘယ်လိုစကြည့်ရမယ်ဆိုတာကိုကြည့်လို့ရမယ်အဲ့တော့ကျွန်တော်တို့ AI engineer ကိုယူလိုက်တယ်ဆိုပါဆိုအဲ့တော့ AI engineer ကိုယူလိုက်တယ်ဆိုရင်ကျွန်တော်တို့ဘာတွေကိုတွေ့မလဲဆိုရင်ကျွန်တော်တို့ဒီ AI engineer မှာဆိုဘယ်ကနေစပြီးတော့သွားရမယ်ဆိုတာပါမယ်ပေါ့နော်အဲ့တော့ introduction မှာဆိုကျွန်တော်တို့ဘာတွေကြည့်ဖို့လိုမှာလဲနောက်ပြီးတော့ဒီ AI နဲ့ပတ်သက်ပြီးတော့ဘာတွေ landing လုပ်ဖို့လိုလဲဆိုတဲ့ဟာတွေကျွန်တော်တို့အကုန်လုံးပါလာမယ် inference တွေကပါလဲ training ဆိုတာပါလဲ embedding ပါလဲစသဖြင့်ပေါ့နော်ဒီလိုမျိုးကိစ္စအကုန်လုံးကိုကျွန်တော်တို့တိတိကျကျဂါဂနာနာတည်သွားပြီဆိုရင်ကိုသွားခြင်းနဲ့ career pathway ကိုကောင်းကောင်းမွန်ရှောက်လန်းလို့ရမှာဖြစ်တယ်အဲ့တော့ကိုယ့်ရဲ့ career ကိုဘယ်ကနေသွားမှန်းမသိသေးဘူးဆိုရင်တော့ roadmap.sh website မှာသွားပြီးတော့ကြည့်လို့ရပါတယ်